မင်္ဂလာပါအခုတစ်ခေါက်ဒီဗီဒီယိုကလစ်ထဲမှာလည်းကျွန်တော်အနေနဲ့ English ဘာသာစကားကိုလွယ်လွယ်ကူကူအထူးသဖြင့်စကားပြောပိုင်းမှာလွယ်လွယ်ကူကူပြောဆိုတတ်လို့တဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့မှကျွန်တော်တို့လက်တွေ့ပြောတဲ့အခါမှာလွယ်လွယ်ကူကူပြောဆိုလို့ရနိုင်တဲ့ speaking pattern လေးတစ်ခုကိုထပ်လက်ပြီးတော့မျှဝေပေးလိုပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မျှဝေပေးမယ် speaking pattern လေးကတော့ don't forget to plus infinitive လို့ခေါ်တဲ့ pattern လေးတစ်ခုပဲဖြစ်ပါတယ်ဆိုတော့ဒီ pattern လေးကိုကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီတစ်ခုခုကိုကျွန်တော်တို့လုပ်ဖို့မမေ့ဖို့ရန်အတွက်ပြောတဲ့အခါမျိုးမှာဒီ pattern လေးကိုကျွန်တော်တို့အနေနဲ့သုံးပါတယ်ဒါကြောင့်မလို့ဒီ pattern လေးကိုကျွန်တော်တို့အနေနဲ့ဘာသာပြန်မယ်ဆိုရင်ဖို့မမေ့နဲ့ဒါမှမဟုတ်မမေ့ပါနဲ့အတူတူပါပဲပေါ့နော်ဆိုတော့ဒီ pattern လေးထဲမှာကျွန်တော်အနေနဲ့ပထမဆုံးကျွန်တော်ပြောပြလို့တဲ့အကြောင်းအရာတွေတစ်ခုရှိပါတယ်ဒါလေးကတော့ကျွန်တော်တို့ဒီ pattern ရဲ့အစမှာတွေးလိုက်တဲ့စကားလုံးလေးပါအဲ့ဒါတော့ဘာလဲဆိုရင် don't ဖြစ်ပါတယ်ဆိုတော့ဒီ don't ဆိုတဲ့စကားလုံးလေးက do not ဆိုတဲ့စကားလုံးလေးနှစ်ခုကိုကျွန်တော်တို့ကအတူချုပ်ပြီးတော့ don't လို့ကျွန်တော်တို့ကခေါ်ပါတယ်ဒီလိုကျွန်တော်တို့အတူချုပ်ပြီးပြောတာလေးတွေကကျွန်တော်တို့စကားပြောမှာအများဆုံးအသုံးပြုတာလေးတွေကိုကျွန်တော်တို့အနေနဲ့တွေ့မြင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့စကားပြောတဲ့အခါမှာလွယ်လွယ်ကူကူလင်းလင်းမြန်မြန်ပြောတတ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုမျိုးအတူချုပ်ပြီးတော့သုံးတဲ့စကားလုံးလေးတွေကိုအမြဲတစေသုံးဆွဲလေးရှိပါတယ်နော်ဆိုတော့ဒီမှာကျွန်တော်တို့ don't ဆိုတာဒီ do not ဆိုတဲ့စကားလုံးလေးကိုအတူချုပ်ပြီးတော့ don't လို့ခေါ်ရဲဆိုတာကိုကျွန်တော်တို့သိထားဖို့လိုအပ်ပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီ don't forget to plus infinitive လို့ခေါ်တဲ့ဒီ structure လေးကိုဆက်လက်ပြီးတော့ကျွန်တော်တို့ကြည့်ကြည့်ရအောင်ကျွန်တော်ရှေ့မှာလည်း infinitive ဆိုတာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုရှေ့က speaking pattern လေးတစ်ခုမှာကျွန်တော်ရှင်းပြပေးထားတာရှိပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေအနေနဲ့ infinitive ဆိုတာဘာလဲမသိသေးလို့ရှင်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ speaking pattern 1လေးကိုတစ်ချက်လောက်သွားပြီးတော့ကြည့်စေချင်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်တော်တို့ဆက်လက်ပြီးတော့ don't forget to plus infinitive ကိုသုံးပြီးတော့ရေးသားဖော်ပြထားတဲ့ဝါကျလေးတွေကိုကျွန်တော်တို့အနေနဲ့အတူတူလေ့လာကြည့်ကြရအောင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြောထားတဲ့ဥပမာလေး၄ချောင်းရှိပါတယ်ဒါလေးကတော့ကျွန်တော်တို့ don't forget to turn off the lights turn off ပိတ်တာပေါ့နော်ဆိုတော့ဒီဝါကျလေးကိုကျွန်တော်တို့ဘာသာပြန်ရမယ်ဆိုလို့ရှိရင်မီးတွေပိတ်ဖို့မမေ့ပါနဲ့ပေါ့နောက်ဝါကျလေးတစ်ခုက don't forget to say thank you ဒီမှာဆိုရင်ကျေးဇူးတင်စကားပြောဖို့မမေ့ပါနဲ့နောက်တစ်ခုက don't forget to lock the door တကား lock ခတ်ဖို့မမေ့ပါတနည်းအားဖြင့်တော့ခတ်ဖို့မမေ့ပါနဲ့Don't forget to do your homework မင်းအိမ်စာတွေကိုလုပ်ဖို့မမေ့ပါနဲ့ဆိုတော့ဒါလေးတွေကတော့ကျွန်တော်တို့ don't forget to plus infinitive ကိုသုံးပြီးတော့မှဖွဲ့စည်းထားတဲ့ဥပမာဝါကျလေးတွေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့နောက် section လေးမှာเนาะဒီကိုယ်တိုင်ပါဝင်ပြီးတော့ဒါလုပ်လို့ရမယ်အစီအစဉ်လေးတစ်ခုကျွန်တော်ထည့်ထားပေးပါတယ်ဒါလေးကတော့ကျွန်တော်တို့ try yourself section လေးဖြစ်ပါတယ်ဒီ try yourself section လေးထဲမှာပါဝင်တဲ့ဝါကျလေးတွေကိုကိုယ်တိုင်စူးစမ်းပြီးတော့တစ်ချက်လောက်ဒါစူးစမ်းကြည့်ပါဟုတ်ကဲ့ပါကျွန်တော်တို့အခုဒီဗီဒီယိုကလစ်လေးကတင့်အတွက်တစ်ခုခုကိုအထောက်အကူပြုမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ဆိုတော့နောက်ဗီဒီယိုကလစ်တွေမှာလည်းအခုလိုမျိုးပဲအထောက်အကူပြုစေမယ့်ဗီဒီယိုလေးတွေကိုကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့ဖန်တီးပေးသွားပါအောင်မယ်အဲ့တော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါအောင်မယ်အားလုံးကျေးဇူးများတင်ပါတယ်